这边嘛，都是那个那边记得 Universal Studio 多个 Universal Studio 说这个巴龙啊那样的，但那样嘛数，那人呢，America 来多了样的，dinosaur 老家的，卡通老家的，比如 Harry Potter 老毛老家的，那边记得那样的，共同数他而咱们 Universal Studio 都可了。他又要全世界的小文件，迪士尼里的国家都会给他演那样的比啊，他又要全 America 要那多个，他要少乌的，共同580上面多里了啦，假如欧洲的印象 Harry Potter 我多，他嘛多里钱那边，多个人啊上轮数，classic 咖的地带你边那边多里来那边，在的开的你得的国家的面努的，嘞，别你啊毕业时候就那我的学那边，我啊爸里我多，钱这个9/11，他又问起嘛说那样跑脱的也他一堆啊。银行冇帮年里头定的本身那边，大概Iceland边要弄到呗。到里头买的边，的共同个是在那边。Harry Potter 我这冇土地、冇印记的、冇土地、冇泡米的，送没要呢。他们到里表示讲的，他们第一讲印记包了，他讲钱那边如果为难我都到呢。他们那边记得白搭比啊，到处担心一下。这里嘞，所以咩来我那为我占比嘞，啊不啊到么讲演出的那边，他快过了高压小比啊。我帮你不要来对嘞。Also like cheers. Also 人嘛，ကျွန်တော်တဲ့ introvert ကြတဲ့ကောင်တွေကလာတွေ့နေတယ်။ camera တော်တော် shy နေကောင်တွေ။ ဘေးဟိုပြ သူပြရတော့တယ်ကွာ မရအောင်နော် အပူကတော့တိတ်မမိုက်ရမ်းချိုလို့ね။ထိုးပန်းနဲ့လှုပ်ထားဆိုရင်အေးရပူတော့လို့။အဲမှာလူကတော့တော်တော်ကိုများတယ်။ဘယ်နောက်တော်တော်လူပြည့်ကျက်တန်းစီရတာမက်လောက်သားလောက်ဖြစ်တော့ရေးတိုင်းတော့တွေ့ရပြီ။ရေးတိုင်းရဲ့ဟိုးအပြင်ကနေတန်းစီရမှာဒီနာကနေစပြီမှာ။ဒီဝင်ပေါက်ကနေဟိုးအထဲကိုဘယ်နှလိန်လောက်လိန်ထားမှမသိဘူး။လိန်လိုက်ခွေလိုက်အပေါ်တက်လိုက်အောက်ဆင်းလိုက်နေ။လူကြားထဲမှာဖြော်ရတော့အဲ့လိုဖြစ်တယ်။နေနေဗျာအပြင်မှာ3တန်းလောက်ရှိရဗျာအထဲမှာလိန်ပြီးမှအပေါ်တက်တော့မှာအပေါ်မှာ9လိန်လောက်ရှိတယ်အဲ9လိန်ကနေအပြင်ပြန်ထွက်အပြင်ကနေပြန်လိန်ပြီးမှအထဲကိုပြန်ဝင်ဟာရှုပ်ရှက်ခက်နေရပဲတော်တော်လေးကိုတန်းစီရ2နာရီကျော်လောက်ရှိမယ်တန်းစီရတာတဲ့ဆိုတော့တော်တော်ချမ်းနိုင်ဗျာလူကအပားလေးကတော့ချမ်းစိတ်နေပဲတုံဒီဝင်ပေါက်ကိုမြင်နေရတဲ့ဟာကိုဗျာဘယ်နှလိန်လောက်လိန်နေရမှမသိဘူးလူတော့မပင်ပန်းဘူးစိတ် energy တော့တော်တော်လေးကုန်သွားတယ်ရောက်ပြီလားဟာမရောက်သေးဘူးရှိပြန်နေတယ်ဟောစင်းပြီလားမစင်းသေးဘူးလိန်ပြန်အောင်မှာအထဲရောက်တော့လေတန်းစီရတာတန်တယ်လို့တော့ထင်ပါတယ်တော်တော်လေးလာတယ်ထဲရတတ်ပုံတွေကလုံနေတယ်။ဒီအောင်ကလည်းမမိန်လေးနဲ့တကယ် Harry Potter လောကရဲ့ရောက်တော့ဒီမှာ Harry Potter ဇက်လန်တွေအမြဲတမ်းပြနေတယ်။ကျွန်တော်ကတော့ဒီအခန်းကိုကြိုက်ဆုံးတယ်။မီးအောင်နေရစားအလားစင်ထားတဲ့ decoration နဲ့တော်တော်လာတယ်။ပကြီးကားတွေကလုံနေတာအသက်ဝင်လို့ရဲတိုက်တွေမှာနေတော့နေချင်တယ်။ဒါပေမဲ့ကိုတယောက်တည်းဆိုနေလို့ကောင်းတယ်။ကျွန်တော်အကြိုက်ဆုံးနေရတော့ဒီနေရာပဲတော့ဒီထိုင်ကုန်လေးနဲ့ဒီမီးလေးနဲ့တော်တော်ကြတယ်။စာဖက်လို့တော်တော်ကောင်းတယ်။မျက်စိပြန်စီးရမယ့်နေရာရောက်တယ်။ခဏနေရာမှာကျွန်တော်ပြောခံလိုက်တာဓာတ်ပုံမရရဘူးကျွန်တော်နာမည်ကြီးဂျောကိုရောက်ပြီဂျောငမန်းကားတည်မှာအင်းနေရတကယ်အမေရိကရောက်နေတယ်လို့ပဲဗျအမေရိကတော့တွားချင်ဂျောနေရာမှာပုတ်စီရတာငမန်းကအောက်ကနေလိုက်ကြိုက်တာဗျတော်တော်လေးတော့မှရို Godzilla War ဝင်တယ်ဘိုက်ဆာလုံးမှာ smoke chicken စားတယ်စက်သားဟိုမီကိုတိုင်လို့ဆိုပြတာ Jurassic War နော်စက်သားဝင်နေတော့ကျွန်တော်အုပ်စုနဲ့လူကွဲသွားတာဗျအဲ့ဘဲတွေဖုန်းဆက်ကြအဲ့ဘဲတွေကပြန်သွားပြီတော့လေဟိုဒီတော့ရှောက်ကြည့်ခဲ့တယ်ဒါပေမဲ့လည်းဘိုက်အားသားစားလိုက်စားတော့ဆိုင်နဲ့အစကုံဈေးများတာဟုတ်ပြီဈေးများတာထောင်းပတ်စံသုံးမယ်ကွာစစ်စစ်နဲ့အပူကန်းလေးမှာထိုင်စားကြလာပြီဆိုတော့လူကအတကုံတန်းစီရတာဗျမရတော့လူကဟိုနောက်တော့လဲတန်းစီဒီနောက်တော့လဲတန်းစီမရတော့လူက energy ကုန်တော့ပြီးတော့တနေ့လုံးပြနေရအကျယ်ကြီးကိုလမ်းလျှောက်နေလူညောင်းတာစိတ်ညောင်းတော့တာဗျလုံးဝမနေနိုင်တော့အပြင်ထွက်ပြီးမှဘာကားလေးစားပြီးပြန်ခဲ့တယ်